ကြောင့်သာကျွန်တော်ဖြစ်တည်ကိုရောသာမရှိရင်ကျွန်တော်လည်းမရှိကိုရောသာအစားနဲ့အဆုံးဖြစ်သည်ကဲဆိုရင်ကျွန်တော်မှဘာမှမရှိဘယ်တော့မှမဆုံးဖြစ်ခဲ့ဘူးဘဝရဲ့မုန်တိုင်းချမ်းတန်လေအမျက်စင်တိုင်းပို့ဆောင်ခဲ့ဒီမုန်တဲမှာကိုတော့ချီမြောင်းကဲဆိုကျွန်တော်ဘဝသုံးညပါကိုတော့ဂျေဇုရေတမဆုံးဘူးကဲဆိုကျွန်တော်ဘဝသုံးညပါတခင်ရဲ့ယူနာချောင်းသာကျွန်နေဒီပို့ဆောင်ခဲ့တာကြောင့်သာကျွန်တော်ဖြစ်တည်ကိုရောသာမရှိရင်ကျွန်တော်လည်းမရှိကိုရောသာအစားနဲ့အဆုံးဖြစ်သည်ကဲဆိုရင်ကျွန်တော်မှဘာမှမရှိဘယ်တော့မှမဆုံးဖြစ်ခဲ့ဘူးဘဝရဲ့မုန်တိုင်းချမ်းတန်လေအမျက်စင်တိုင်းပို့ဆောင်ခဲ့ဒီမုန်တဲမှာကိုတော့ချီမြောင်းတကယ်ဆိုကျွန်တော်ဘဝသုံးညပါကိုတော့ဂျေဇုရေတမဆုံးဘူးတကယ်ဆိုကျွန်တော်ဘဝသုံးညပါတကယ်ရဲ့ပြူနာချောင်းသာကျွန်နေဒီပို့ဆောင်ခဲ့တာဘယ်တော့မှမဆုံးဖြစ်ခဲ့ဘူးဘဝရဲ့မုန်တိုင်းချမ်းတန်လေအမျက်စင်တိုင်းပို့ဆောင်ခဲ့ဒီမုန်တဲမှာကိုတော့ချီမြောင်းကဲဆိုကျွန်တော်ဘဝသုံးညပါကိုတော့ဂျေဇုရေတော့မဆုံးဘူးကဲဆိုကျွန်တော်ဘဝသုံးညပါဒီမုန်တဲမှာကိုတော့ချီမြောင်းကဲဆိုကျွန်တော်ဘဝသုံးညပါကိုတော့ဂျေဇုရေတမဆုံးဘူးတကယ်ဆိုကျွန်တော်ဘဝသုံးညပါတကယ်ရဲ့ယူနာချောင်းသာကျွန်နေဒီပို့ဆောင်